မင်္ဂလာပါပရိသတ်တွေဒီနေ့မှာတော့ Preston Corporation ဆိုတဲ့ကုမ္ပဏီကြီးတစ်ခုမှအလုပ်လုပ်နေတဲ့လင်ဒါဆိုတဲ့အမျိုးသမီးလေးတယောက်ရဲ့အကြောင်းကိုပြောပြပေးတော့မှာပါလင်ဒါဟာတကယ့်ကိုအရေးချင်းရှိပြီးကြိုးစားတဲ့သူတစ်ယောက်ပါဒါပေမဲ့သူ့မှာအားနည်းချက်တစ်ခုရှိတာကလူမှုဆက်ဆံရေးမှာအလွန်အမြင့်အေးဆက်ပြီးအားနာတတ်တာပါပဲဒီအားနည်းချက်ကိုအခွင့်ကောင်းယူပြီးသူ့ရဲ့မန်နေဂျာဖြစ်သူဒိုနိုဗန်ကလင်ဒါလုပ်သမျှအလုပ်တွေကိုသူ့အလုပ်တွေပါဆိုပြီးအထက်လူကြီးတွေရှေ့မှာ credit တွေယူနေခဲ့တာပါလင်ဒါခမရမှာတော့ဘာမှပြန်မပြောရဲပဲငုံခံနေကြရရှာပါတယ်ဇာတ်အစမှာတော့ကုမ္ပဏီရဲ့ဥက္ကဋ္ဌအသစ်ထိ Bradley ဆိုတဲ့လူငယ်တစ်ယောက်ရောက်လာပါတယ် Bradley ဟာအလွန်မာနကြီးပြီးတစ်ဖက်သားကိုနှိမ်ချဆက်ဆံတတ်သူပါသူရောက်ချင်းမှာပဲလင်ဒါကိုလူပုံအလဲမှာအဆက်ခွဲခဲ့ပြီးလင်ဒါရသင်ရထိုက်တဲ့ဒုတိယဥက္ကဋ္ဌယာတို့ကိုလည်းအလောက်ခိုးလုပ်နေတဲ့ဒိုနိုဗန်ကိုပဲပေးလိုက်ပါတယ်လင်ဒါတယောက်စိတ်ပြက်လက်ပြက်ချင်နေပေမဲ့ဘာမှတတ်နိုင်တယ်ပါဘူးမကြခင်မှာပဲကုမ္ပဏီရဲ့အရေးကြီးတဲ့စီးပွားရေးခီးစဉ်တစ်ခုထွက်ဘန်ကောက်ကိုတွားဖို့အကြောင်းဖန်လာပါတယ်သူတို့ဟာကုမ္ပဏီပိုင်တီးတဲ့လေယာဉ်နဲ့တွားကြပါတာပါလေယာဉ်ပေါ်မှာ Bradley နဲ့ Donovan တို့ဟာ Linda Survivor အစီအစဉ်အတွက်လက်လျှောက်ထားခဲ့တဲ့ဗီဒီယိုဖိုင်ကိုဖွင့်ကြည့်ပြီးတဟဟနဲ့လောင်ပြောင်နေကြပါတယ်။ Linda ကတော့ရှက်လောဘယ်နာပြေးခဲ့တာမှန်းတော့မထီတော့ပါဘူး။ဒါပေမဲ့ကန်ချမာကယူတီရဲ့အလဲပြောင်းချေသွားပါတယ်။လေယာဉ်ဟာဆက်ချိုးရည်မှုကြောင့်ပင်လယ်ထဲကိုပြက်ချသွားပါတော့တယ်။ Linda သတိရလာတဲ့အချိန်မှာတော့သူဟာဝေးလံခေါင်တီးတဲ့ကျွန်းရဲ့ကမ်းခြေမှာရောက်နေတာကိုတွေ့လိုက်ရပါတယ်။ကန်ကောက်ထောင်မစားနဲ့ပဲသူဟာအသက်ရှင်ကျန်ခဲ့ပါတယ်။ကမ်းခြေတစ်ချောင်းလိုက်ကြည့်ရင်းနဲ့တတိမိတ်နေတဲ့ Bradley ကိုတွေ့လိုက်ရပါတယ်လင်ဒါဟာသူ့ကိုကဲတင်ပေးရပါတယ်။ဒါပေမဲ့ Bradley ဟာကျွန်းပေါ်ရောက်နေတာတောင်သူ့ရဲ့မာနတွေကိုမချနိုင်သေးပါဘူး။လင်ဒါကိုအမိန့်တီးပြီးအလုတ်တွေခိုင်းနေတော့မှာပဲ။ဒါပေမဲ့ဒီကျွန်းပေါ်မှာတော့ယုံကန်တွေကအာနာတွေက အလုံးမစစ်တော့ပါဘူး။လင်ဒါဟာ Survivor အစီအစဉ်တွေကြီးထားဖို့တဲ့အတွက်တောတွင်းရှင်သန်ရေးနီးလန်းတွေကိုကောင်းကောင်းသိပါတယ်။သူဟာခိုလိုရတဲလေးဆောက်တဲ့တောက်ရေရှားတဲ့နောက်ဆုံးမှာတော့တောဝက်တစ်ကောင်ကိုတောင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ Bradley ကတော့ဘာမှမလုပ်တတ်ပဲလင်ဒါကျွေးတာကိုပဲထိုင်ဆောင်စားနေရတဲ့အဆင့်ကိုရောက်တော့ပါတော့တယ်။ဒီနေရာမှာအာနာချင်းဝင်လီကစပြီးပြောင်းလဲလာတာပါ။ဒီနေ့မှာတော့လင်ဒါဟာကျိုးနဲ့တစ်ဖက်တိုးကိုလမ်းလျှောက်သွားရင်းနဲ့မထင်မထားတာတစ်ခုကိုတွေ့လရပါတယ်။အဲ့ဒါကတော့ကျိုးနဲ့တစ်ဖက်ချမ်းမှာခိမီနဲ့ဇိမ်းလန့်အပန်းပြည့်အိမ်တစ်လုံးရှိနေတာပါ။အဲ့ဒီအိမ်မှာစားစားတွေတုပ်စားတွေအစုံလင်ရှိနေပါတယ်။ဒါပေမဲ့လင်ဒါဟာ Bradley ကိုဒါကိုမပြောပြပဲလွှဲဝတ်ထားလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာဒီကျွန်းပေါ်မှာ Bradley ကိုထိန်းချုပ်ထားတာကိုသဘောကျနေလို့ပါ။ဇလန်ကပိုပြီးစိတ်ဝင်စားဖို့ကောက်တာက Bradley ရဲ့စေးစောက်ထားတဲ့ဇူရီကရှာဖွေရေးအဖွဲ့နဲ့ရောက်လာတဲ့အချိန်မှာလင်ဒါဟာသူတို့ကိုတွေ့ထားပေမဲ့ဝမ်းသာအားရကြိုဆိုမဲ့မစားသူ့ရဲ့ထိန်းချုပ်မှုကိုဆုံးရှုံးရမှာကြောက်ပြီးရက်ဆက်တဲ့အကြံတစ်ခုကိုထုတ်လိုက်ပါတယ်။သူဟာဇူရီယုံကိုလမ်းမခေါ်သွားပြီး6ကန်းမစီကိုခေါ်သွားပါတယ်။အဲ့ဒီမှာဇူရီနဲ့လီညန်မောင်တို့ဟာ6ကန်းထဲကိုပြုတ်ကျသွားပြီးတေဆုံးသွားကြပါတယ်။လင်ဒါဟာသူတို့ကိုမကယ်တင်ပဲကြည်နေခဲ့တာပါ။အဲ့ဒီနောက်မှာတော့လင်ဒါဟာစခန်းကိုပြန်လာပြီးဘာမှမဖြစ်သလိုဟန်ဆောင်နေခဲ့ပါတယ်။ဒါပေမဲ့ Bradley ဟာကန်းကြီးမှာဇူရီရဲ့လက်ဆွေကိုတွေ့သွားတဲ့အချိန်မှာတော့အချီနေတွေကတင်းမာလာပါတော့တယ်။ Bradley ဟာလင်ဒါကိုထန်းတရာဝီလာကနေမေးမြန်းတာကနေနှစ်ယောက်သားအကြီးအကျယ်တိုက်ခိုက်ကြပါတော့တယ်။လင်ဒါဟာ Bradley ကိုဓာတ်နဲ့ထိုးပြီးထုတ်ပြေးခဲ့ပါတယ်။ Bradley ဟာဒဏ်ရာနဲ့လိုက်ရင်းနဲ့နောက်ဆုံးမှာတော့လင်ဒါလွေဝတ်ထားတဲ့ဇိန်လန်အင်ကြီးကိုတွေ့သွားပါတယ်။သူဟာအိမ်ထဲကိုဝင်းပြီးအကူအညီရှာပေမဲ့လင်ဒါကအိမ်ရဲ့လုံခြုံရေးစနစ်အနီးတွေ့ပြီးသူ့ကိုလောင်ပြောင်နေခဲ့တာပါ။လင်ဒါဟာအိမ်ထဲကဓာတ်တွေအားလုံးကိုလည်းဖယ်ရှားထားပြီးသားပါ။ Bradley ဟာအလွန်အမြင့်ကြောက်လန့်သွားပြီးလင်ဒါကိုတောင်းပန်တိုးလျိုးရှာပါတယ်။သူပြောင်းလဲသွားပြီးလင်ဒါကိုချစ်ပါတယ်ဆိုပြီးအမျိုးမျိုးပြောခဲ့ပေမဲ့လင်ဒါကတော့မယုံကြည်တော့ပါဘူး။နောက်ဆုံးမှာတော့လင်ဒါဟာ golf တုတ်ချောင်းနဲ့ Bradley ကိုတေးတဲ့အထိ right တက်လိုက်ပါတော့တယ်။ဇက်သိန်းမှာတော့တစ်နှစ်အကြာကိုပြသသွားပါတယ်။လင်ဒါဟာအခုဆိုရင်လီရင်ပြတ်ချမှုကတူးထီးသွဲအသက်ရှင်ကြံခဲ့သူဖြစ်ကဘာကျော်သွားပါပြီ။သူဟာသူ့ရဲ့အတွေ့အကြုံတွေကိုစာအုပ်ရေးပြီးချမ်းသာကြွယ်ဝနေတာပါ။လူတွေကလည်းသူ့ကိုတရေကောင်တယောက်လိုကြည်နေကြတာပါ။ဒါပေမဲ့တကယ်အမှန်တရားကိုတော့လင်ဒါတယောက်ပဲသိနေခဲ့တာပါတော့တယ်။ကဲပရိသတ်တွေဒီဇလန်လေးကတော့လူတယောက်ရဲ့စိတ်နေတဲ့သားကပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီးဘလောက်တောင်ပြောင်းလဲသွားနိုင်တယ်လဲဆိုတာကိုကောင်းကောင်းကြီးပြသသွားတာပဲဖြစ်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်တွေကို recap လုပ်ပေးသွားအောင်ပါဆိုတော့စောင့်မျိုးကြည့်ရှုပေးကြပါအောင်နော်။ Movies Knowledge Channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။